နိုင်တင်းတဲ့ပွဲတွေမနိုင်လဲရတဲ့ပွဲတွေနိုင်နေတဲ့ Chelsea ကတော့ရင်လေးစီရပါပဲ။ Arsenal နဲ့ပွဲတစ်ပွဲကိုကြည့်ပြီးတော့ Chelsea ကိုချန်ပီယံဖြစ်နိုင်တယ်လို့ဩခဲ့ကြတဲ့သူတွေအတွက်အခု Chelsea ရဲ့ခြေနေကရင်ဘတ်ကိုဖနှောင်းနဲ့စောင့်ကန်လိုက်တယ်လို့ပါပဲ။အမိုးဆူစရာကြီးဖြစ်ပါတယ်။နောက်တန်းကလည်းကောင်းမလို့နဲ့မကောင်းကွင်းလဲမှာလည်းကန်စီရိုတို့ကကောင်းတယ်ဆိုပေမဲ့တစ်ချက်အကွက်တွေပြရင်လည်းအသင်းကဒုက္ခတွေရောက်လို့ရောက်နေနောက်ပြီးတိုက်စစ်မှာဆိုရင်လည်းကာနာချိုတို့ကဖြုံးလို့ဖြုံးဒီလိုဟိုဖြုံးဒီဖြုံးဟိုချောင်းဒီချောင်းကစားမတွေကိုအားကိုးနေရတဲ့ Chelsea ကလည်းနိုင်နေတဲ့ပွဲတွေကိုမနိုင်မင်းနဲ့မနိုင်လဲရတဲ့ပွဲမျိုးတွေမှာကောက်ထားပြီးတော့ဇွတ်တွေကောင်းပြနေတော့တာပါ။ဥပမာအပြင်အာဆင်နယ်နဲ့ပွဲမျိုးတွေဖြစ်ပါတယ်။တေးတမတ်ရလဲအဆင်ပြေတာကိုအတကုံကျုံးမဲ့ထားရင်းနဲ့သွားဆော့ပြတော့ကန်စီရိုတို့ကအနီတွေကောက်ယူပြီးတော့နောက်ဆုံးနိုင်လားဆိုတော့လည်းမနိုင်မင်းနဲ့တေးနဲ့ပဲကျင်းနှက်ခဲ့ရတာပါပဲ။အခုမင်းညကနျူကာဆယ်နဲ့ပွဲမျိုးတွေမှာတော့ Chelsea ကတကယ်ဖြစ်ပြီးတော့ကစားမယ်ဆိုရင်နိုင်တဲ့နေထားမှတော့ရှိခဲ့ပါတယ်။ဒါပေမဲ့ကာနာချိုတို့လိုစိတ်ကောက်တဲ့ကစားမမျိုးကိုထည့်ကစားတော့မနိုင်တဲ့အပြင်တေးရခဲ့တာတော့မှကန်ကောင်းတယ်လို့သတ်မှတ်လိုက်ရတော့တာပါအားလုံးသိကြတဲ့အတိုင်းနျူကာဆယ်ဆိုတာကရေနံလောင်းပြီးတော့နောက်ပိုင်းဖြတ်မြင့်အသင်းလုံးဖြစ်လာခဲ့တာပါအဲ့လိုအသင်းမျိုးနဲ့ပွဲမှာအန်ဆိုနဲ့ကန်စီရိုတွဲမပေးဘဲနဲ့ကန်စီရိုနဲ့ဂျိမ်းစ်ကိုသွားတွဲပြီးတော့ဘောလုံးကရှေ့ကိုမရောက်တော့တာပါအဲ့တော့နျူကာဆယ်ကလည်းမိနစ်20မှာတင်2ဂိုးလောက်သွင်းသွားတော့တာပါဒါပေမဲ့လည်းအန်ဆိုကိုထည့်ရတာပါပဲထဲမှာကိုရတော့မယ့်ခြေနေမျိုးကိုရောက်သွားတာပါတပွဲကောင်းတပွဲချာဖြစ်နေတဲ့ဂက်စတိုနီယာကိုရီစီဂျိမ်းဝင်လာပြီးတော့ကွင်းလက်ကရီစီဂျိမ်းနီယာကိုအန်ဆိုဝင်မှသာပဲချယ်ဆီကဂိုးတွေပြန်လိုက်သွင်းနိုင်တာပါအဲ့တော့လှုပ်ရှင်တာလုံးနေတဲ့နီးပြအကြောင်းချယ်ဆီတို့ကလက်ရှိမှာခြေယူအဆင့်တက်မပိုသေးပါဘူးဒီကတော့နီးပြအကြောင်းပါပဲနောက်တော့အာကိုကြီးနဲ့ခေါ်ထားတဲ့ကာနာချိုကလည်းညတက်မှာတော့ငါလိုပဲဘော်ဒီဖြုံးလို့ကောင်းနေသေးပါနောက်တော့ပေးမကစားရင်လေသူကစိတ်ကောက်ပါသေးတယ်ဒါပေမဲ့ပေးကစားပြန်တော့လေဖြုံးတာပါအဲ့တော့ကာနာချိုရဲ့ကိုလက်ရှိပုံစံရချယ်ဆီဖန်တွေဆိုရင်သူ့ကိုခေါ်ခဲ့တာမှားရေးလို့တောင်မှတွေးနေပြီလောက်ပါလိရှင်းဆုံးပြောရရင်တော့လူမျိုးခက်ခဲ့တဲ့ပွဲမျိုးတွေမှာအာကိုကြီးနဲ့ပွဲထွက်ခွင့်ပေးခဲ့တဲ့အခွင့်အရေးကိုကာနာချိုကအသုံးမချနိုင်တာပါအန်ဆိုရိုဆိုရင်18ကိုက်ထိပ်စီးနာရောက်တာနဲ့ကာနာချိုစီကိုပဲဘောလုံးပေးတာပါဘာမှတော့မှဒီပွဲမှာဘာမှသိမဟုတ်ခဲ့ပါဘူးအဲ့တော့ချက်စီနီးပြမာရက်စ်ကအနေနဲ့ချက်စီကိုခြေယူအဆင့်ကနေကယ်တင်သိပြီလို့ထင်ပါတယ်ထားမကြောင်မင်းနဲ့ပွဲတိုင်းတသမတ်တဲ့သွားနိုင်မှသာချက်စီတို့ဖလားကမျောလင်းလို့ရမှာဖြစ်ပါတယ်အခုပုံစံတွေကတော့ဘယ်လိုမှမလွယ်သေးပါဘူးအခုပုံစံကတော့အာဆင်နယ်နဲ့ပွဲမျိုးတွေမှာတစ်ချက်ထကောင်းပြမယ်ပြီးရင်နျူရိုဆန်လန်တို့အက်စတွန်ဗီလာတို့လိုအသင်းတွေနဲ့ပွဲမျိုးတွေမှာအခုလိုပဲထားဖောက်ပြမယ်ဒီပုံစံမျိုးနဲ့ပဲချက်စီကတိုင်လည်နေမှာဖြစ်ပါတယ်ဒီတော့ကြိုးစားကစားပေးနေတဲ့အသင်းကဂျာကစားမတွေကိုတနာသောအပြင်အားနာသောအပြင်မာရက်စ်ကအနေနဲ့စီတီကိုမသွားခင်ချက်စီကိုတိဆောက်သွားဖို့လိုပါတယ်မနိုင်ပြောရရင်တော့ခုပုံစံကတိဆောက်ဖို့နေနေတာသာရှိနေတဲ့ပုံစံတစ်ခုတော့မှတပင်ဖြတ်စည်းနေတယ်လို့မျိုးဖြစ်နေတာပါ